PDF ညီငယ်ညီမတွေမင်းတို့အမြင်မှန်ရပြီအမြင်အလင်းဝင်ကြပါအခုလိုပြောတယ်ဆိုတာလေမင်းတို့ရဲ့အကျိုးလိုလားလို့ပြောနေမင်းတို့အခုတော်လန်ရေးဆိုတာတော်လန်တဲ့စိတ်ဓာတ်ကတော့ရည်ရွယ်ချက်မင်းတို့ရဲ့ရည်ရွယ်ချက်ကောင်းပါတယ်တို့မင်းတို့ရဲ့ဥတီချက်ကမမှားနေ Welcome to BYN Channel. BYN Channel ကနေကြိုဆိုပါရရှင်။ဗီဒီယိုလေးတွေကိုပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါရရှင်။မင်းတို့ဒီနိုင်ငံကိုချစ်လို့ဒီတိုင်းပြည်နဲ့ဒီလူမျိုးဒီတိုင်းပြည်တိုးတက်စေခြင်းနဲ့မင်းတို့စေတနာတကယ်အမှန်ဆိုရင်မင်းတို့တွန်းလှန်ရမှာတက်မတော်မဟုတ်ဘူးမင်းတို့ရဲ့ဥတီချက်ကိုပြောင်းဒီတိုင်းပြည်ကိုအမျိုးမျိုးအဖက်ဖက်ကနေအနှစ်80ကျော်ကနန်တိုက်ပြီးတော့တိုင်းပြည်မတိုးတဲ့အကြောင်းရင်းကအဲ့တိုင်းရင်းသားလက်နက်ကိုင်တပုံတွေပဲမင်းတို့တကယ်တိုင်းပြည်ကိုတိုးတက်စေခြင်းနဲ့စိတ်တကယ်ဆိုရင်အဲ့ဒီတပုံကိုတိုက်ထုတ်ရမှာတပုံကိုအမြင့်ပြတ်တိုက်လိုက်တို့တိုင်းပြည်ကတိုးတက်ကြီးပွားချမ်းသာတယ်မင်းတို့ရဲ့ဥတီချက်ကိုပြောင်းမင်းတို့ရဲ့ရည်ရွယ်ချက်ကောင်းတယ်မင်းတို့ရဲ့ဥတီချက်မှားနေတယ်မင်းတို့ကအခုမြတ်သုံးချခံကြီးတက်တက်ဖြစ်နေတယ်အဲဒါကြောင့်မင်းတို့ရဲ့အကျိုးလိုလားလို့မင်းတို့လင်းဝင်ဖို့ပြောနေတာမင်းတို့ NLD ပါတီဆိုတာ88 NLD ပါတီတိုင်းပြည်ပြတ်တာအခု2020ဒီပါတီကြောင့်ပဲဒီတိုင်းပြည်ပြတ်တယ်ဒီပါတီကိုဘယ်လိုလူတွေကမွေးထုတ်ပေးထားတယ်ဘယ်လိုလူတွေကထောက်ပံ့ထားတယ်ဆိုတော့လေမင်းတို့လေ့လာအောင်နော်ဒီပါတီအာဏာရရင်ဒီတိုင်းပြည်ကိုသူတို့လက်ထဲရောက်မယ်ဆိုအပိုင်းတွက်ထားပြီးသားအဲ့တော့ကိုဒီတိုင်းပြည်ကိုဒီပါတီအာဏာရဖို့အတွက်လူမျိုးခြားဘာသာခြားတွေကဒီပါတီကိုထောက်ပံ့ပြီးတော့မွေးဖွားလာတာမင်းတို့ကြည့်လိုက်မင်းတို့ကြောင့်ဆရာမတွေတတ်တယ်တမူကဆရာမလေးအိမ်မှာထွန်တတ်တယ်ပါရီရိုက်နာရီရိုက်လက်ပြီးနေထုကန်ကြောက်လက်ဥခလေးချီနေရတော့နှထင်းကိုတိတ်ပြစ်တယ်အဲ့ဆရာမလေးကမင်းတို့ဘာများလုပ်နေလို့လဲမင်းတို့ဘာနှောက်ရက်လဲသူကသူခလေးတွေစားတင်တာလွဲလို့တတ်မှာပေါ့အဲ့ဆရာမတွေကိုတတ်လိုက်လို့ရှိရင်ခလေးတွေစာမတတ်တော့ခလေးတွေစာမတတ်ရင်တို့လိုနွားတွေကြားတဲ့ကောင်တွေကိုသူတို့ခိုက်စားလို့ရမယ်ဆိုသူတို့အပိုင်သိပြီးသားမင်းတို့အလို့တတ်လိုက်တာနဲ့သူမင်းတို့အားပေးထောက်ခံမှုတွေအများကြီးရတယ်ထောက်ပံ့ကြေးတွေအများကြီးမင်းတို့ရတယ်မလားဘုန်းကြီးနေမျိုးသားရေးအကြောင်းဟောလို့ဆိုအညာဘုန်းကြီးဆွမ်းဖုံးပေးနေတာကိုတက်ပြီးနှထင်းတိပြပါမင်းတို့ရဲဆက်တက်လို့ဘုန်းကြီးပေါင်း130ကျော်ပြန်တော့မူသွားပြီအဲ့ဘုန်းကြီးနေမရှိရင်မင်းတို့ကိုယ်ကိုယ်ရမရှိဘာသာမဲ့ဖြစ်ရင်သူတို့ဘာသာကြားတွေကမင်းတို့ကိုယ်ကိုယ်ရဖြစ်သွားမှာပေါ့အဲ့ဒါကြောင့်မလို့မင်းတို့ကသူများအသုံးချခံဖြစ်နေတယ်မင်းတို့ရဲ့သူများအသုံးချခံတဲ့ဘဝမှာမနေပါနဲ့တို့တိုင်းပြည်တို့လူမျိုးတို့ငကိုလိုပဲစီစီလုံးလုံးနဲ့နေရအောင်တို့ပြန်ပြီးအမြန်ဆုံးအလင်းဝင်ပါတမတော်ကတော့အချိန်တန်လာရင်လှုပ်တဲ့နာလှုပ်ရပါမယ်အဲ့တော့မင်းတို့အမြန်ဆုံးအလင်းဝင်မင်းတို့ရဲ့ဥတီချက်ကိုပြောင်းနော်မင်းတို့ရဲ့တကယ်တမ်းမင်းတို့တိုက်ခိုက်ရမှာတို့တိုင်းပြည်ကိုတိုင်းတစ်ပါးကျူးကျော်လာရင်တိုက်ခိုက်ရမှာတို့ဘာသာသာသနာတို့လူမျိုးကိုစော်ကားတဲ့လူမျိုးတိုက်ခိုက်ရမှာအဲ့လားဥတီချက်အမှန်ပဲတက်မတော်မလို့တိုက်ခိုက်ရမှာမဟုတ်ဘူးအဲ့လားအခုတကယ်တိုင်းပြည်နဲ့ဘာသာသာသနာဘုံမင်းတို့တကယ်သူတက်ချင်နေဆိုရင်တော့မင်းတို့ရဲ့ဥတီချက်ကိုပြောင်းရည်ရွယ်ချက်ကောင်းတယ်ဥတီချက်မကောင်းဘူးဥတီချက်မှားနေတယ်ဥတီချက်ကိုပြောင်းလိုက်အများဆုံးအလင်းဝင်ပါဒါမင်းတို့ခုပုံတကားအလင်းဝင်လာတာတကယ်ဝင်းဘတ်တတာနဲ့ကြိုးစိုးတယ်တို့တကယ်ဝင်းတာတယ်တိုင်းပြည်တော့တကယ်ကိုတို့လူမျိုးတွေ
တကယ်လူသားအရင်းမြစ်တွေမဆုံးရှုံးစေချင်ကြည့်လိုက်တက်မတော်280ကျော်ဒီကောင်တွေကြောင့်ဒီလက်နက်ကင်တွေကြောင့်ခြိပြက်လက်ပြက်ဟုတ်လားအသက်ဒီပေးဆက်ပြီးတော့ပြည်သူတွေတက်ကာကွယ်ပေးနေရဒီကောင်တွေကောင်းတာပါရှိလေမင်းတို့အရက်ဒေတာတွေအကုန်ပြန်ကြည့်တက်မတော်ဖောက်ဖွေးထားတဲ့လန်တော်စောက်ဖွေးထားတဲ့တရားပဲရှိတယ်ဒီကောင်တွေရက်ဒီချက်ကကြည့်လေတရားဖြတ်မယ်ရထားလမ်းမိုင်းခွဲမယ်ကားလမ်းဖြတ်မယ်ဒါပဲသူတို့လုပ်တာတိုင်းပြည်တူတောင်လုပ်ထားတာအဲ့ကောင်တွေလက်ညှိုးထိုးပြအဲ့ကောင်တွေမင်းတို့အဲ့တဘုံအဖွဲပေါင်းများစွာလက်ညှိုးထိုးပြတက်မတော်ကတဖွဲတဲ့ဒီကောင်တွေကအဖွဲပေါင်းများစွာနော်မရဘူးမလုံနဲ့တို့အမြင်မှန်ရမင်းတို့ဘဝတွေကိုမင်းတို့တန်ဖိုးထားမင်းတို့မိသားစုတွေမင်းတို့ကောင်းကောင်းမွန်နဲ့ပြန်လာတော့မျောလင့်နေကြတာမျောပြန်လာလိုက်ကြတော့